Okay, phía này giờ thà nàyยังคงต่อ ba mẹ thế nên ba mẹ xí bùi đóยังคงanh ấy sát cho ba mẹ chít từ đi này lo phía sau này sát thêm ba mẹทางจีนนี่ใส่อ่ะตัดโซนเลยแต่ละบ้านต้องไม่เข้าอ่ะแต่ละบ้านต้องไม่เข้าcả khao ôi thật bí cái chuyên khao là cùng quản lý còn là xa ba đấy nhé xa ổn đấy xa cho vào nhé cái chuyên khao cắm khắc đi đây xem view của nó xem với thế xa là tao đi lên lấy quê cao xa bên nó thêm mà ok, nhà mẹ chào má thanh tí miền mình cha cũ lại miền mình thi cũ lại ok ok ta là Fairyland sát tận này vào vì cho nó cá expand này là nó rồi thì anh ấy chỉ chuyện tép ba mẹ tao ban ly này sợ la này đẹp ya cao kinh cao lấy ya cao kinh cao lấy la khi đã chân đó Fairyland sau đây ông uống vào đi ba đây thì nó là ngoại xe mạnh
เคဒါလေးတော့ဘယ်ခင်တော့တရက်လေးပါဒီကနေနိုင်စင်းကနေတစ်စင်းကျွန်တော်တို့ပင်တရအရေးပန်အိုင်းတွားပါမယ်လမ်းမှာတွေ့ရတဲ့ပြင်ကွင်းလေးပါပင်တရအရေးပြန်အိုင်းရောက်ပါပြီကဲဒါတော့ပင်တရအရေးကန်အဲကနေတစ်စင်းကျွန်တော်တို့ကမ်ပိန်းသွားပါမယ်စတက်ပါပြီဒါပစ္စည်းလေးတွေထောက်မယ်ပို့မယ်တဲမယ်လမ်းတော့ရှောက်ရတယ်ရှယ်ပဲဖွင့်လိုက်ဆိုတော့ပြောဖို့ကောင်းတာပေါ့ကဲကနော်ไม่ข้างไงไม่ข้างไงน่าเลี้ยงหมูด้วยโอเคဒါကမ်ပိန်းကနေပြင်ပြီးလုံးကမ်ပိန်းကနေမြင်ရတဲ့ view လေးရှယ်ပဲတမျိုးလုံးကိုတွေ့ရတာโอเคဒါတွေကတော့ပြင်ပြီးလုံးကမ်ပိန်းကနေသူအပေါ်လေးပေါ့သူအကောင်တော့ပါခေါ်လဲ CD view လားနေအောင်လေးကတော့ရှယ်လာဒါပေမဲ့တက်ရတော့မှတ်တယ်နေဝန်ခံလေးတော်တော်လာတယ်ရှယ်ပဲလောက်ကြီးကြီးမဝဗျာတောင်းတန်းနေတယ်တော့မှตายရဆိုပြင်းနေအေးတဲ့ဒါတော့โอเคခဏလေးပဲနေဝင်သွားတာလည်းမြင်ရတဲ့ဆိုင်ဒါနဲ့ဆွေးတယ်တောက်ရှောက်ကဲဒါနဲ့ဆိုရင်ခဏလေးပဲနေဝင်သွားတယ်မြူတွေကတန်းဆိုင်သွားတာပဲဟဲ့လေချောက်ဖို့တော့ကောင်းတယ်စိတ်โอเคအားလုံးညပါညပါညပါစစ်စစ်ပြလိုက်ပါပါဘေဘီလုံးကပ်နေတာပေါ်စီရပြောတယ်လို့ပြီးတယ်တလုံးကတော့ကဲဒါညပိုင်းမြင်တွေ့ရတဲ့မြင်ကွင်းလေးတော့မှစိတ်နေပါရင်းနေသည့်စိတ်ပါလားကဲဘောနေကြည့်ရတဲ့ view လေးကဘာနဲ့မှမနေနိုင်ဘူးမှရှယ်ပဲဟိုးစိတ်နေငွေတွေပါအတွက်နေကဲဒါတော့အာယုံဦးလေးပါတဲ့ဒီလုံးကမ်ပိန်းကနေရှယ်ပဲလုံးဝပါလေးလိုက်တယ်ဗျာစိတ်ချစ်တူကောင်းမလေးပါကောင်းတယ်ပြဖို့ကောင်းအောင်ဟိုပြီးလေးပဲဒါတော့နေတယ်ပြင်ခွေးလေးပါပြန်တော့မယ်ဖတ်တာကဲဒါလည်းတော့မပြောဘဲနဲ့ဒီတိုင်းတီးတဲ့ပင်းတဲ့ကူလေးပါလည်းတော့မဟုတ်လာပါဘူးဒီတော့ပူတယ်ပြောတော့ပြောနေတော့ဒီဗီဒီယိုကိုလည်းရောက်ပါပြီစာတူကိုပြရလေးပါမယ်စာတူတစ်စိတ်ချမ်းချမ်းရုပ်ချောရုပ်လာပြီးပါပြီကလောစီတော့ပါမယ်အိန္ဒိယ baby doll case နဲ့အမှုစာပြီးဆုံးတော့ပါပြီ